ဝါဆိုသင်္ကန်းကတ်လူတယ်ဆိုတဲ့အစဉ်လာတစ်ခုသက်စွာဘုရားသာသနာတော်တည်ထောင်ပြီးတော့သာသနာတော်ကိုထောက်ပံ့လှူဒန်းတဲ့သာသနာနှုတ်ကဟကုသိုလ်ကောင်းမှုတစ်ခုပဲသက်စွာဘုရားကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကသာသနာမှာဖွဲ့စည်းတည်ထောင်တဲ့အခါရှင်ကွန်တညာကစပြီးတော့တန်ခါအဖွဲ့အစည်းပေါ်လာပြီးတဲ့နောက်မြတ်စွာဘုရားကစာဝတ်နေရေးနဲ့ပတ်သက်ပြီးတော့အစည်းလေးပါးလို့ခေါ်တဲ့စာဝတ်နေရေးနဲ့ပတ်သက်လာပြီးညီလူအပေါ်မှာတာဝန်မတက်စေရန်ရှိတန်ကျက်ဖြင့်တန်ခါအဖွဲ့အစည်းဟာindependent သဘောမျိုးပေါ့လွတ်လွတ်လပ်လပ်ရပ်တည်နိုင်အောင်စီမံထားတဲ့ဘောရှိပါဘာဖြစ်လို့တော့ဆိုတော့သာသနာပေါင်းဝင်လာတယ်ဆိုတဲ့အခါမှာအိမ်မှုကိစ္စစီးပွားရေးကိစ္စတွေအားလုံး renounce လုပ်ခဲ့ဆွန့်လိုက်ရတာမိသားစုဘဝလည်းဆွန့်လိုက်တယ်ပိုင်ဆိုင်မှုတွေအားလုံးလည်းဆွန့်လိုက်တယ်အဲ့ဒီဆွန့်လွတ်မှုတွေလုပ်ပြီးတော့မှဘာမှမရှိတော့တဲ့အနေအထားတစ်ခုပေါ်မှာဘုတည်ပြီးတော့တရားဓမ္မကိုရှာကြံကြကျင့်ကြံကြအလုံးဆုံးလွတ်လိုက်တာကိုပဲအဂါရတမအနာခာရိယပပ္ပစန္တိလို့စာပေကျမ်းဂန်မှာဆိုအိမ်ကိုစွန့်တယ်ဆိုတာအိမ်ရဲ့စီးပွားရေးကိုစွန့်တယ်ဒီလိုကိစ္စတွေအားလုံးကိုမိသားစုတာဝန်ပါနဲ့အကုန်လုံးရှိသမျှတွေကို renounce လုပ်လိုက်တယ်ဆိုတော့ကိုယ့်အတွက်ဒီစားစရာနေစရာဝတ်စရာမကြမ်းပါရင်ဆေးဝါးဆိုတဲ့ဘဝမှာအသက်ရှိမှုအတွက်ဒီအချက်တွေကိုလည်းပဲဖြစ်တယ်လို့နေထိုင်မယ်ဆိုတဲ့စိတ်ဓာတ်တရားဓမ္မဥဒ္ဒါကျင့်ကြံကြိုးကိုအထောက်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ renounce လုပ်ပြီးတော့ထွက်ကြအဲ့ဒါကို householders life ကနေပြီးတော့ houseless life လို့ဒီလိုပြန်ညတာပေါ့နော်တော့ homeless ဆိုတာကြတော့ဟိုအရင်နဲ့ရောမှာဆိုတော့အိမ်ကြီးမရှိအိမ်မရှိရာမရှိဟိုနေကြနေတဲ့ပုဂ္ဂိုလ်မျိုးအဖြစ်မျိုးမဟုတ်စေပဲနဲ့ပေါ့လေအိမ်ရဲ့စီးပွားတွေလုပ်ငန်းတွေကိုကုံစွန့်တယ်ပြီးတော့တရားဓမ္မကျင့်ကြံတဲ့အလုပ်တစ်ခုတည်းဟောတာလဲညှို့နှံပြီးတော့လုပ်တယ်ဆိုတဲ့သူတော်စင်ဘဝကူးပြောင်းတာအိန္ဒိယနိုင်ငံမှာထုံးတမ်းစင်လာကြီးတစ်ခုရှိအဲ့လိုရှိတဲ့အခါလူဆိုတာဘဝရည်တည်ရေးအတွက်နံပါတ်1စားစရာရှိရမယ်နံပါတ်2ဝတ်စရာရှိရမယ်နံပါတ်3နေစရာရှိရနံပါတ်4ကမကြမ်းပါလို့ရှိရင်ဆေးဝါးဆိုတာရှိပါအဲ့ဒီ၄ချက်ဟာလူတိုင်းအတွက်လိုအပ်ချက်ပဲဒါကိုပဲပစ္စည်း၄ပါးစတုပစ္စယလို့ခေါ်ကြတယ်ပစ္စည်းဆိုတာပစ္စယဆိုတာအထောက်အကူအသက်ရှင်ဖို့အတွက်အထောက်အကူတွေကိုပစ္စယလို့ပြောတာပါထောက်အကူဖြစ်တဲ့အကြောင်းတရားတွေကိုပစ္စည်း၄ပါးတကယ်တော့လူမှလည်းပစ္စည်း၄ပါးပဲဘုန်းကြီးတွေမှလည်းပစ္စည်း၄ပါးပဲသို့တော့ရှားကြံပုံရရှိပုံနေခြင်းမတူဘူးပေါ့စားစရာဆိုလူတွေကကိုယ့်အကူဝယ်ချမ်းချက်ပြုတ်ပြီးတော့စားတော့တယ်ဒါကလူတွေရဲ့စားတဲ့ပုံစံတာရဟန်းတန်ဃာတွေကြတော့ renounce လုပ်လိုက်ပြီဆိုတဲ့အခါမှာအဲ့ဒီလိုလုပ်လို့မရတော့လုပ်เสียရလည်းမရှိစေတာဒါကြောင့်မို့တအိမ်တစွန်းရတဲ့ဆွမ်းခံလို့ရတဲ့ဆွမ်းကိုပိဏိယလောဘဘောဇနာပိဏိယဆိုတာကိုယ်ကလောင်းလိုက်တစွန်းရလိုက်ဒီကလောင်းလိုက်တစွန်းရလိုက်စုပေါင်းပြီးတော့ရလာတဲ့စားလောက်တဲ့အနေအထားတစ်ခုရသည့်အထိအောင်ဆွမ်းခံလှည့်လည်ပြီးရလာတဲ့ဆွမ်းပေါ်မှာညီပြုပြီးတော့ရဟန်းခံရမယ်လို့မြတ်စွာဘုရားဒီကနေ့တောင်ဒုံလဘရဟန်းဝတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေသာသနာမှာရဟန်းခံတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေမြတ်စွာဘုရားကတိပေးခိုင်းတယ်ပိဏိယလောဘဘောဇနံနိတ္တယပပ္ပိစ္ဆာတထတိယာဝစီယောဥဒ္ဒဟောကရဏိယော
စားစရာနဲ့ပတ်သက်လာလို့ရှိရင်တအိမ်တစွန်းရသမျှဆွမ်းနဲ့နှီးဝဲပြီးတော့ညာဆိုတာလောက်ရတယ်အဲ့ဒီပုံမှာနေနိုင်ဖို့ကြိုးစားပါလို့ဒီလိုဟောတယ်အဲ့တော့တအိမ်တစွန်းဆိုတဲ့ကိစ္စကဘယ်သူ့ပုံမှာဝန်တုံးဝန်ပိုးမဖြစ်ဘူးကိုလူချင်းလူမလူချင်းနေရတယ်ကိုစားတဲ့ထဲကတလုတ်ပေးလိုက်လို့လေကို့မှာဘဝမလင်မဖြစ်တော့ဘူးပေါ့အိမ်တိုင်းမှာတလုတ်ဆိုတာအပူအမြဲတမ်းရှိတယ်ပေါ့နော်ဒါကြောင့်မို့ရဟန်းတန်ဃာတွေအတွက်မြတ်စွာဘုရားကအဲ့ဒါကိုညွှန်ကြားခဲ့တာဒါဝတ်ဆရာနဲ့ပတ်သက်လာတဲ့အခါကျတော့ပန္တုကူလစီဝရံနေတယပပိစ္ဆာတထတေယာဝဆိုဥဒ္ဒဟောကရပန္တုကူလစီဝရဆိုတာပန္တုဆိုတာမြေမှုတ်ကူလဆိုတာအလိမ့်လိမ့်ကတ်နေတဲ့သို့မဟုတ်အိန္ဒိယထုံးစံအရdead body ကိုသူပိတ်တဲ့အုပ်လုံးကိုအောင်ပတ်ပြီးတော့မှစွန့်ပစ်လေးရှိထားအဲ့ဒီလူတွေကောင်ကိုပတ်ပြီးတော့ပစ်ထားတဲ့အဝတ်တွေဒါပန္တုကူလစီဝရနောက်တနည်းအားဖြင့်ကိုမလိုချင်တော့လို့မိုးတော်လို့ပစ်ထားတဲ့အဝတ်တွေအမိုက်ပုံတို့ဘာတို့ကနေပြီးတော့ကောက်ယူပြီးတော့ချုပ်တဲ့အဝတ်ထိုခေတ်မှာအလွယ်တကူရှာရနိုင်တယ်ပေါ့အဲ့ဒီအဝတ်ဟာရဟန်းတန်ဃာတွေအတွက်ဝတ်ဆရာပဲလို့ဆိုပြီးတော့မြတ်စွာဘုရားကပန္တုကူလစီဝရကိုခွင့်ပြုခဲ့တယ်နောက်နေစရာနဲ့ပတ်သက်လာတဲ့အခါကျတော့အဲ့ဒီခေတ်ကတစ်တော်တွေကမပြုံးသေးတော့ရုက္ခမူလသေနာတနာနေတယပပိစ္ဆာချုပ်ဆင်းရဲတဲ့အိမ်မဆောင်နိုင်တဲ့ပုဂ္ဂိုလ်တွေကတစ်ပင်အောက်မှာနေကြတဲ့အစဉ်လာရှိအဲ့တော့တစ်ပင်အောက်ဆိုတာအတော်ရောတစ်ပင်ကြီးတွေအမိုးလေးလုံနေပေါ့လေအဲ့ဒီမှာအမိုးကာလေးနည်းနည်းလောက်လုံးလိုက်ထားနဲ့လုံးချုံဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့တစ်ပင်ဆိုတဲ့နေရာဌာနဟာကိုယ့်အတွက်နေစရာခိုးလုံးစရာ shelter ပဲလို့အဲ့ဒါကိုမိပြုပြီးတော့ယဟန်ဆိုတာနေရမယ်လို့ဆိုပြီးတော့သာသနာစတဲ့အခြေအနေတုန်းကဒီတိုင်းထားတာပေါ့နော်ဆေးနဲ့ပတ်သက်လာတဲ့အခါကျတော့ပုတိမုဒ္ဒဘေသစ္စာ